လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိမွေးစကားရှင်မစင်သိတာဘူကောင်ဖက်ကပွင့်ဒီရစေရှောင်းမမဲဘူး hey ရေကောင်းတော့ထွန်းလို့ဘူးမဲစာဒီတွေစာဒီမှာကဲရေကောင်းဆိုတော့မြမတွေဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူမဲတော့အိမ်မကိုတော့တဲ့လို့ MYANMAR မြန်မာတဲ့ hey မြတ်တမ်းဒီညွတ်တဲ့နိုင်ငံတကာမှာအောင်မြင်ဖို့တွတ်ထိုးကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား